တို့ဖះကိုတကယ်သိချင်တဲ့စိတ်ရှိရလားတကယ်သိကျွမ်းချင်တဲ့စိတ်တကယ်ရှိရလားနော်အလိုအဆိုကျွန်တော်အလိုချင်ဆုံးကိုတော်ပဲဖြစ်တယ်လို့တင်းနှလုံးသားထဲတကယ်တောင်းတရင်ဖះသခင်ကတကယ်အတွေ့ခံတဲ့ဖះပါတကယ်အတွေ့ခံတဲ့ဖះပါတကယ်အတွေ့ခံတဲ့ဖះပါတင်ကောင်းကြီးတွေမှာပဲပျော်မွေ့နာလားမောရှေကတော့မဟုတ်ဘူးမောရှေဘာဖြစ်လို့ဖခင်ရဲ့ဘုန်းတော်ကိုမြင်ရလဲသိလားဖခင်သခင်ကဘာပြောဆိုမောရှေတဲ့မင်းတို့နဲ့ငါအတူမသွားတော့ဘူးတဲ့ဒါမဲ့တဲ့မင်းတို့နဲ့ငါအတူမသွားပေမဲ့တဲ့မင်းတို့ရှေ့မှာငါရဲ့ကောင်းကင်တမန်နေဆေလွတ်ပေးမယ်တဲ့မင်းတို့ငါခန္ဓာပြီးတဲ့ကောင်းကင်တမန်နဲ့ပို့ဆောင်မယ်မောရှေဘာပြောလဲကျွန်တော်ကောင်းကင်တမန်လည်းမလို့ရှင်ဘူးကျွန်တော်ကောင်းကင်တမန်နေပြင်ဆင်ထားတဲ့ကောင်းကြီးလည်းမလို့ရှင်ဘူးကျွန်တော်လိုချင်တာကိုတော့ပဲမောရှေရဲ့နှလုံးသားစန္ဒအရာကျွန်တော်လိုချင်တာ all I want is you Lord if you doesn't go with us Lord we don't want to leave this place လို့သူပြောတယ်ကိုရောကျွန်တော်နဲ့တူမရှိဘူးဆိုရင်ကိုရောကျွန်တော်မသွားဘူးဆိုရင်ကောင်းကင်တမန်နဲ့အားဖြင့်ကိုရောပြင်ဆင်ပေးတဲ့မင်္ဂလာကျွန်တော်နားလည်အောင်ရှင်းပြမယ်တင်ကောင်းကြီးရဖို့ဖះကိုကိုးကွယ်နေဆိုရင်တင်သွားပြီ no မောရှေကတော့ပြတ်တယ်ကောင်းကင်တမန်အပြင်ပြင်ဆင်မဲ့ကောင်းကြီးလဲကျွန်တော်မလိုချင်ဘူး I don't want it ကောင်းကင်တမန်နဲ့မင်းတို့ရှက်နေတိုက်ပွဲဝင်သွားမယ်မင်းတို့ခန္ဓာပြီးတွေပို့မယ်ကိုရောမပိုင်ခန္ဓာပြီးလဲကျွန်တော်မလိုက်ချင်ဘူးကိုရောမပိုင်ကျွန်တော်ခန္ဓာပြီးပဲစီးစိမ်လဲကျွန်တော်မလိုချင်ဘူးကျွန်တော်လိုချင်တာကိုရောကိုပဲကျွန်တော်လိုချင်တာဖျားသခင်ကဗလိုင်းမောရှေကိုရွေးကောက်တာမဟုတ်အဲ့ဒီနှလုံးသားကြီးကိုရွေးကောက်တာကျွန်တော်လိုချင်တာကိုရောရဲ့ဇီယန်နေစီးဆင်းလာမယ်ကောင်းကြီးမဟုတ်ကျွန်တော်လိုချင်တာကိုရောကျွန်တော်လိုချင်တာကိုရော all I want is you Lord all I need is you Lord တို့လိုချင်ဆုံးကပါလေနှုတ်ထမှုလိုအပ်နေပြီစံငတ်ခြင်းမရှိတော့ဘူးနှုတ်ထမှုလိုအပ်နေပြီတောက်လောင်ခြင်းမရှိတော့ဘူးနှုတ်ထမှုလိုအပ်နေပြီဧဝံဂေလိစိတ်ဓာတ်မရှိတော့ဘူးနှုတ်ထမှုလိုအပ်နေပြီဒီနေ့ဖျားတောက်လာနေကြတယ်ဆူတောင်းနေကြတယ်ဝိညာဉ်ရေးရအတွက်သင်စိတ်ဝင်စားပဲနဲ့သင်ဘယ်အရာတွေကိုစိတ်ဝင်စားနေလဲဝိညာဉ်ရေးရာထက်သင်ကြံတဲ့အရာတွေကြံတဲ့အရေးတွေကိုသင်စိတ်ဝင်စားနေပြီဆိုရင်သင်နှုတ်ထမှုလိုအပ်နေပြီ။ဘောမတော်ဒီကာလဖယားစကားပြောနေတဲ့ကာလနော်။ဖယားစကားပြောနေတဲ့ကာလမှာဖယားအတန်မကြားတတ်ဘူးဆိုရင်တော်တော်ဝမ်းနည်းစရာကောင်းနေပြီ။ပြန်ပြောမယ်ဖယားစကားပြောနေတဲ့ကာလမှာဖယားအတန်မကြားတတ်ဘူးဆိုရင်ဘာကြောင့်လဲတိလာညီကိုမောင်မတော်တင်ကြားချင်စိတ်မရှိလို့ဗျဟာဆရာကျွန်တော်ကြားချင်တဲ့စိတ်ရှိပါတယ်မင်းမကြားချင်သေးဘူးမင်းမကြားချင်သေးဘူးမဟုတ်ဘူးဆရာကျွန်တော်ကြားချင်တာပေါ့ဆရာမင်းမကြားချင်သေးဘူးမင်းကြားချင်တယ်ဆိုရင်မင်းအခန်းတကာပိတ်လိုက်တယ်မင်းဖုန်းမဖွင့်ဘူးကြားစာဖွင့်တယ်မင်းအတန်မကြားချင်သေးဘူးမင်းအာယုန်နေများနေတယ်မင်းအာယုန်နေများနေတယ်မင်းဖြစ်ချင်တာတွေအများများနေတယ်မင်းဖြစ်ချင်တာအများများမင်းဘာဖြစ်လို့ဖြစ်ချင်မှမင်းမသိတော့ဘူးလမ်းပြောက်နေပြီအနာဂတ်တွေပြောက်နေပြီမင်းတကယ်ဖျားတန်မကြားချင်ပါဘူးမဟုတ်ဆရာကျွန်တော်ကြားချင်တယ်ဆရာမဟုတ်ဘူးမင်းကြားချင်တယ်ဆိုမင်းဖုန်းကိုပိတ်ပစ်လိုက်တယ်မင်းကြားချင်တယ်ဆိုမင်းရဲ့ iPad ကိုပိတ်ပစ်လိုက်တယ်မင်းကြားချင်တယ်ဆိုမင်းရဲ့ Facebook ကိုမင်းဘာလို့ခေါ်လဲဘာလို့လဲ deactivate လုပ်လိုက်တယ်မင်းဖျားတန်ကြားချင်တယ်ဆိုရင်မင်း social media အတွက်မင်းအချိန်မရှိတော့ဘူးမင်းမကြားချင်သေးဘူးမင်းငါ့ကိုလာမပြောနဲ့မင်းကျွန်တော်ကြားချင်တယ်ဆရာဒါပေမဲ့ဆရာကြားချင်ဒါပေမဲ့မရှိဘူး result ရှိတဲ့သူတွေမှာ reason မရှိဘူး
reason ရှိနေသူရဲ့ဘယ်တော့မှသင်မှာ result ထွက်လာမှာမဟုတ်ဘူး come on အဲ့တက်ပိုကြောက်စရာကောင်းတာလူတွေစားဖို့ဝတ်ဖို့တောက်ဖို့လောက်ပဲစိတ်ဝင်စားနေပေမဲ့ဘဝမှာအရေးကြီးဆုံးကဖျားတန်ကြားတတ်ဖို့ဆိုတာသူတို့စိတ်ဝင်စားဘူးသင်အရေးမကြီးတဲ့ဟာကိုအရေးကြီးတဲ့နေရာမှာသင်ထားထားတယ်သင်ဖျားတန်မကြားပဲနဲ့သင်ကြိုက်တဲ့လောက်စူးစမ်းလို့သင်အမောဖောက်တာပဲအဖတ်တင်လိမ့်မယ်ဒါပေမဲ့တို့ပြောလိုက်ပါလေတိုးဝင်ဖို့အချိန်မရှိဘူးဒါဆိုအဲ့ဒီတခြားဆရာနင်တို့ဘာလုပ်နေလို့လဲလို့အချိန်ဖြုံးနေတာလေအချိန်ဖြုံးတော့အချိန်မရှိဘူးပြောနေတဲ့လူတွေအားလုံးရမှာတခုပဲရှိတယ်အဲ့ဒါနောင်တာโอเคဒီမှာကြည့်ဖျားဂတိတော်ရှိပြီအဲ့ဖျားစကားတန်ကြားချင်ရင်သင်တခုပဲလို့တယ်ညီကောင်မောင်မတော်သင်ဖျားစကားကိုအချိန်ပေးရတယ်မင်းဖျားကြီးကြောချင်တော့ကြားချင်မင်းဘာမလုပ်နဲ့ဟဲ့မင်းကျန်းစာအုပ်ယူသွားဖုန်းနဲ့အကုန်ထားခဲ့လိုက်social media နမကြီးအစာရှောင်းတာလွယ်တယ် social media ရှောင်းတာမလွယ်ဘူးဆိုတော့တင်းတကယ်အစာရှောင်းခြင်းမှာထိရောက်ချင်ရင်တင်းအစာဖုန်းရှောင်းတင်းတပတ်ကိုဖုန်းလုံးဝမသုံးမဲ့နဲ့ဆွဲဆရာဆွဲခွင့်ပေးတယ်ဆွဲအစာရှောင်းတာလွယ်လေးဒီခေတ်မှာရှောင်းလို့ခတ်နေတာ social media နံပါတ်1ခရီးတော်မရှိဘဲနဲ့သင်ဘာမှမလုပ်နဲ့ခရီးတော်မရှိဘဲနဲ့ဘာမှရှောက်မပြောနဲ့သင်အရှက်ပဲကွဲလိမ့်မယ်နံပါတ်1ဖျားပေးတဲ့ခရီးတော်ရှိရနံပါတ်2အဲ့ခရီးတော်ရပြီစတင်တက်တည်ခံတော့ရေးတက်တည်ခံလုံးဝမကြောက်နဲ့โอเคတတိယတစ်ချက်သင်ဂတိတော်ရပြီးရင်တက်တဲ့ခံရုံနဲ့မရအောင်သင်ဘာလုပ်ရလဲဆူတောင်းတဲ့ခါမှာသူများလို့မဟုတ်ဘူးသင်ကမရမချင်းဆိုရင်ရကိုရမယ်ဆိုတော့ confident အပြည့်နဲ့ confident အပြည့်နဲ့သင်ဆူတောင်းရင်တစ်ချိန်မရအောင်ပြတ်တာမရှိဘူးနှစ်ချိန်မြတ်ပြတ်တာသုံးချိန်ပြတ်တာမရှိဘူးလေးချိန်ပြတ်တာမရှိဘူးငါးချိန်၆ချိန်ပြတ်တာမရှိဘူးဘာဖြစ်လို့လဲဖခင်ပြောတဲ့စကားဖခင်တောင်းဝင်ယူတယ်ကောင်းကင်မြေကြီးမတည်တော့လဲငါစကားတိမယ်လို့ပြောတယ်ဖခင် तू ပြောတဲ့စကား तू တောင်းဝင်ယူတယ်ဆိုတာငါသိတယ်ဒါကြောင့်သူ့ရဲ့အလောက်ကဂတိပေးပြီးသွားရင်ငါရဲ့အလောက်ကဆူတောင်းရမယ်အလုပ်ဖြစ်တယ်ကြွေးကြော်မယ်ဆူတောင်းမယ်ဒါကြောင့်ချီးမွမ်းခြင်းပွဲတော်ဆရာအလကားလုပ်တာမဟုတ်အဲ့ဒီနေရာမှာလုပ်မှာတခုပဲရှိတယ်ကြွေးကြော်မယ်ချီးမွမ်းမယ်